ကယ် MTP MLE ကို implement လုပ်နေတဲ့အဖွဲ့အနေနဲ့ကြုံတွေ့ရတဲ့အခက်အခဲ International Mother Language Day Virtual Celebration မှာပေါ့နော်ပါဝင်ပေးကြတဲ့သူရောက်စီတိုင်းကျေးဇူးတင်တယ်အဲ့ဒီအချိန်မှာအရန်ကိုကြိုက်နှစ်သက်ပြီးတော့highlight လုပ်ပေးချင်တာနှစ်ခုရှိတယ်ပထမတစ်ခုကတော့ကျမတို့ဒီ Q&A မှာပဲမေးခွန်းလေးမေးလာတယ်တကယ် MTP MLE ကိုimplement လုပ်နေတဲ့အဖွဲ့အနေနဲ့ကြုံတွေ့ရတဲ့အခက်အခဲလေးပေါ်မှာမေးခွန်းထုတ်လာတာဖြစ်တယ်ပေါ့မေးခွန်းလေးကတော့ MTP MLE ကိုစတင်အကောင့်ထဲပေါ်လာတာနှစ်အနည်းငယ်ရှိပြီဒီလိုအကောင့်ထဲပေါ်တဲ့အခါမှာကိုယ့်ရဲ့မိခင်ဘာသာစကားကိုပါအသုံးပြုပြီးတော့မှပညာရေးမှာလှုပ်ဆောင်နေတဲ့အခါမှာကိုယ့်ရဲ့မိခင်ဘာသာစကားကဒီ MTP MLE အကောင့်ထဲပေါ်တာနဲ့အညီအမိလိုက်နိုင်ဖို့ရန်အတွက်ဘာသာစကားခိုင်မာမှုဘာသာစကားဖြစ်တည်မှုဒီအရေးအသားနဲ့ဒီဘာသာစကားရဲ့ဖွံ့ဖြိုးမှုကလိုအပ်နေတာရှိသေးတယ်ဆိုလို့ရှိရင်ဒီလိုအပ်ချက်အပေါ်မှာဘယ်လိုမျိုးသူတို့လှုပ်ဆောင်နိုင်မလဲဆိုတဲ့မိခွန်းပဲဖြစ်ပါတယ်ပေါ့ဒီမိခွန်းလေးကအရန်ကိုမှလက်တွေ့ကြတဲ့မိခွန်းတစ်ခုဖြစ်တယ်ကျွန်မအနေနဲ့ဆွေးနွေးပေးဖြစ်တာကတော့ကိုယ့်ရဲ့မိခင်ဘာသာစကားကိုပညာရေးမှာပညာရေး system ကြီးတစ်ခုလုံးမှာထည့်သွင်းလာပြီးဆိုလို့ရှိရင်တော့လိုအပ်တာကခါလီကြရင်သင်ကြားပေးမဲ့ဆရာဆရာမတွေကိုယ်တိုင်ကအဖက်အရေးမပြောနဲ့ဒီအပြောမှာတယ်မဲကိုအားနည်းချက်ရှိနေတာရှိတယ်ဒါကြောင့်မို့လို့ဆရာဆရာမတွေကိုကိုယ့်ရဲ့မိခင်ဘာသာစကားကျွမ်းကျင်ဖို့ကိုအများကြီးကျမတို့ကလေ့ကျင့်ပေးရမှာဖြစ်ပါတယ်